စိတ်အနာရတဲ့ပုဂ္ဂိုလ်ကဒုက္ခရသွားတာပဲကြောင့်မလို့ဒုက္ခတွေထဲမှာဉာဏ်နဲ့ရုပ်ပိုင်းဆိုင်ရာဒုက္ခကကုလို့ရတယ်စိတ်ပိုင်းဆိုင်ရာဒုက္ခဖြစ်ပြီးဆိုရင်အဲ့ဒီစိတ်ဒုက္ခကိုမြတ်စွာဘုရားကတတိလေးနဲ့ပဲရှုမှတ်ပြီးတော့စိတ်ဒုက္ခမဝင်အောင်လုပ်ရမယ်ဒုက္ခတွေအတဲမှာအကြီးဆုံးဒုက္ခစိတ်ဒုက္ခပဲဆိုတော့အဲ့ဒီစိတ်ဒုက္ခဖြစ်ပြီးဆိုရင်သမထကျင့်စဉ်ဝိပဿနာကျင့်စဉ်ဒီကျင့်စဉ်တစ်ခုနဲ့ဘုန်းကြီးတို့တော်ကောင်းများကစိတ်ဒုက္ခကိုကုစားရမယ်စိတ်မှာတတိမပါရင်တတိမပါတဲ့စိတ်ဟာယောဂရတဲ့စိတ်တတိမရှိတဲ့စိတ်ဟာဒုက္ခဖြစ်စေတဲ့စိတ်ပဲဆိုတော့ကိုယ်စိတ်ကိုတတိလေးကပ်ပြီးတော့လောဘမဝင်အောင်ဒေါသမဝင်အောင်မောဟမာနနဲ့မဝင်အောင်ထိန်းချုပ်ဖို့အရေးကြီးတယ်ဟာထိန်းရခက်တယ်ဖေဟာတချို့ကဒီလိုပြောတယ်ထိန်းရခက်လို့မထိန်းဘူးဆိုရင်လွတ်ထားရင်ပို့ဆိုးတာလွတ်ထားရင်ပို့ဆိုးတာအဲလွတ်ထားမဲ့အတူတူရသလောက်ထိန်းချရရသလောက်ထိန်းချရတရားအထုတ်တဲ့ယောဂီတွေမှာဆရာတော်တွေကမြတ်စွာဘုရားရှင်စာပေတယ်ဘာနဲ့ဥပမာပေးလဲစိတ်ကတဲ့နှသိုးလိုပဲနှသိုးလေးပဲနှသိုးလေးကသူကခုံပေါက်နေတာအမြဲတမ်းနှသိုးတွေနွားပေါက်စားလေးခုံပေါက်နေတာအဲ့နှသိုးကိုငြိမ်အောင်လုပ်မယ်ဆိုရင်ခြိတိုင်နဲ့ခြိပေးရခြိတိုင်နဲ့ခြိထားတော့မှအဲ့နှသိုးကလက်ပတ်ပြီးတော့ခုံပေါက်ပြီးတော့ပြေးနေတာနောက်တော့သူပြေးရင်နဲ့အဲ့ခြိတိုင်မှာကျိုးပတ်ပြီးတော့နောက်တော့မောရင်းနဲ့နှသိုးကခြိတိုင်မှာငြိမ်သွားတယ်လို့ပဲတဲ့စာအာထုတ်ခါစားယောဂီမှာစိတ်ကလေးကနှသိုးနဲ့တူတယ်ဟိုးအမြဲတမ်းခုံပေါက်နေတာဟိုပြေးလိုက်ဒီပြေးလိုက်ဟိုရောက်လိုက်ဒီရောက်လိုက်ဟာလွတ်နေတော့ဆိုလွတ်နေတဲ့စိတ်ကလေးကိုဒီတိုင်းထားရင်သူကပို့ပြီးတော့စိုးမှာဆိုတော့အဲ့ဒါကိုတတိလေးနဲ့ပြန်ပြီးတော့ခြိတိုင်ကိုရောက်နော်ခြိတိုင်ကိုရောက်အောင်ပြန်ပြီးတော့တတိလေးနဲ့ထိန်းချုပ်လိုက်လွတ်သွားလိုက်ပြန်ထိန်းလိုက်လွတ်သွားလိုက်ပြန်ထိန်းလိုက်ဆိုရင်တဖြည်းဖြည်းနဲ့ထိန်းနဲ့သူကစိတ်ကလေးကတမာတိလေးတီလာပြီးတော့မောလာပြီးတော့ကိုယ်နေရာလေးကိုငြိမ်သွားတော့စိတ်ကလေးငြိမ်သွားပြီဆိုရင်ကိုယ်တဏ္ဍာမှာကိလေသာတွေချားမခိုးတော့လောဘတွေအခုနေသွားမယ်ဒေါသတွေအခုနေသွားမယ်မောဟတွေအခုနေသွားမယ်လောဘဒေါသမောဟစတဲ့အကုသိုလ်ကိလေသာတွေကိုယ်စိတ်ထဲမှာမရှိတော့ဘူး pure mind ဆိုဖြူစင်တဲ့စိတ်ကလေးဖြစ်သွားစိတ်ကလေးဖြူစင်ပြီးဆိုစိတ်မှာဘာယောဂမှမရှိစိတ်မှာယောဂမရှိရင်စိတ်ကြောင့်ဖြစ်ပေါ်လာတဲ့ suffering ခံစားချက်ဒုက္ခဆိုတာလည်းမရှိတော့စိတ်ဒုက္ခမရှိတဲ့ဘဝဘယ်နေရာမှာပဲနေနေစိတ်မှာအနာမရှိတဲ့လူဟာဘယ်လိုနေရာမျိုးမှာပဲနေနေသူကငြိမ်းချမ်းနေတာလူတွေမှာစိတ်ဒုက္ခဖြစ်ပြီးစိတ်ယောဂဖြစ်ပြီးဆိုဘလောက်ကောင်းတဲ့နေရာမှာပဲနေနေဘယ်တော့မှမတတ်တာ။အိုးစိတ်မာတာလေယောဂရနေမယ်စိတ်မာတာလေအနာရှိနေတယ်စိတ်ဒုက္ခတာဖြစ်နေမယ်ဆိုရင်အဲအကုန်ခိုင်းမှသွားပြီးတော့ဆိုဖာကြီးပေါ်မှာဟိုတိတ်ပြီးတော့နူးညံ့သိမ်မွေးတဲ့နေရာကြီးမှာဘလောက်ပဲစိန်ကြနေပါစေမငြိမ်းချမ်းတော့အေးချမ်းတဲ့အေးခမ်းထဲမှာနေပြီပဲလေမအေးချမ်းတော့အိုးအပြင်အေးတက်ကစိတ်မှာရှိတဲ့အတွင်းအပူ